ရွှေမကြီးတောင်များထွက်တော်ကျွန်းရွှေကျွန်းအဆူရှိခဲ့လေပကံခေကပင်တီရှိခဲ့သောမြို့ကြီးဖြစ်သည်တောင်ချောင်းလုံးရှိသည်ဖြင့်စဗရရွာကိုမြည်တွင်သည်မြန်မာနိုင်ငံသာသနာသမိုင်းတွင်စဗရအမည်ဖြင့်မထေသုံးပါးပေါ်ထွန်းခဲ့သည်အရှင်တတမသောတိပါဠိဖွင့်မြည်ဆောင်ယူကတိပထမစဗရမထေဖြင့်ထင်ရှားခဲ့လေသည်ဖွားမြည်ရာဇာတိမြေစဗရရွာဆိုတာဧရာဝတီတိုင်းပသိမ်စီစုအတွင်းရှိမပူတော်မြို့နယ်ဟုယူဆရပေသည်ဧရာဝတီတိုင်းပသိမ်စီစုအတွင်းရှိမပူတော်မြို့နယ်ဆိုတာပကံခေတ်ကပင်ရှိခဲ့သောတောင်ချောင်းလုံးရှိသည့်စဗရရွာဟုယူဆဝေရာရှိပါရဲ့ရှင်ပကံခေတ်ကစဗရအမည်ဖြင့်မထေသုံးပါးပေါ်ထွန်းခဲ့ရာမှာအရှင်တတမဇောတိပါဠိမထေမြတ်သည်မြမတက္ကရာ912ခုနှစ်ခရစ်တက္ကရာ1150ပြည့်နှစ်တွင်ဖွားမြင်ခဲ့ပြီးမွေးရဇာတိကိုအစွဲပြုလျက်ပထမစဗရမထေမြတ်ကြီးဟုထင်ရှားကြော်ကြားခဲ့ပါရဲ့ရှင်သာသနာတန်ရှင်အောင်ကလျာဏီတိမ်များတည်ထားခဲ့ပါသည်ဝိနည်းမိဓမ္မာကျမ်းများရေးသားပြုစုသည်တင်ကြားပို့ချသည်ကောင်းကြီးလက္ခဏာများနှင့်ဓမ္မိုးမဖြစ်နိုင်ပါတဲ့ပထမဂါထာတော်ကြီးတာမြန်သည်ဇာတိစဗရရွာတွင်သိမ့်လိုက်ငူနှင့်စီရီများစွာတည်ထားခဲ့ပါသည်စဗရသိမ့်စဗရလိုက်ငူအာယုခံစီရီဟုအမည်တော်တွင်ခဲ့သည်စဗရမထေမြတ်ကြီးသည်ခရစ်နှစ်1182ခုနှစ်တွင်တီဟူမှမြန်မာနိုင်ငံသို့ပြန်လေကြွချီတော်မူခဲ့ပါရဲ့ရှင်ပကံတို့ပြန်ရောက်ခြင်းတွင်နရပရိစီသူမင်းကြီး၏ကြီးညိုလေးစားရပါသောဆရာတော်တစ်ပါးဖြစ်လာခဲ့ပါတယ်တရားကျမ်းများဗုဒ္ဓပိဋကတ်ဆိုင်ရာတုတ်ဝိနည်းအပိဓမ္မာကျမ်းများကိုလည်းရေးသားပြုစုခြင်းသင်ကြားပို့ချခြင်းများဆောင်ရွက်တော်မူခဲ့ပြီးသစ္စာအနက်16ချက်အနက်သဘောမှန်ကန်သည်ဖြစ်၍အာနုဘောထက်မြက်လှသည်အကျိုးများစွာပေးနိုင်သောပထမဂါထာတော်ကြီးကိုလည်းစဗရမထေအရှင်သူမြတ်ကြီးမှရေးသားပူဇော်ခဲ့ပါတယ်ရှင်စဗရသိမ့်တော်ထီဟိုးရှိခါကအလူတ
ကားအလူမများမတဝကူနဝကူသုံးဝကူဖျားများနေကြောင်များကူလဲဒီဆောက်ခင်ကြပြန်လေသည်ဆရာတော်ကြီးဥခိနကကိုအကြောင်းပြုပါ၍ဘုန်းတော်ကြီးကြောင့်အားမင်းညောင်ကလေးတွေခေါ်ကြသည်အိုစီနောင်တိုင်းတဲ့များလဲဒီခက်ခဲရသည်ယခုတိုင်လဲပဲကျောင်းတိုင်အဟောင်းများထင်ရှားတွေ့မည်ယနေ့ခေတ်အမိပြောင်းငါတာယာကျောင်းခေါ်ကြသည်တာယာကျောင်းခေါ်ကြအဲ့ဒီတာယာကျောင်းတဝကိုနီးတွင်လောကချမ်းသာလျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးအား9 ရက် 4 လ 2022 ခုနှစ်တွင်ပနတ်ဒီမင်္ဂလာဖြင့်တည်ထားပူဇော်ခဲ့ပါသည်အလူတကားဒေါက်တာဦးလေးကြီးနှင့်အလူအမဒေါ်မြမြရှိန်တို့မှကကြီးသုံးပါးဘေးမှလူကင်းစီရန်ရည်ရွယ်ချက်ဖြင့်တာယာကျောင်းတိုင်ဆရာတော်အရှင်နန္ဒနှင့်ဦးလာငွေတို့၏ဆန္ဒပြုမှုကိုခံယူကာတည်ထားပူဇော်ခဲ့ကြပါတယ်ရှင်9 ရက် 6 လ 2022 ခုနှစ်တွင်အုတ်မြတ်တော်စီမင်္ဂလာကျင်းပပြီး2023 ခုနှစ်တွင်ရုပ်ပွားတော်မြတ်ကြီးအားစတင်တည်ထားပူဇော်ခဲ့ပါတယ်ရှင်ပထမဌာပနာပူဇော်ပွဲကို29 ရက် 5 လ 2023 ခုနှစ်တွင်ကျင်းပပြီးအတွင်းဌာပနာနှင့်ဤစီအောင်မြင်ခြင်းပူဇော်ပွဲကိုတော့25 ရက် 1 လ 2024 ခုနှစ်တွင်တဘာရီပြုလုပ်ကျင်းပခဲ့ကြပါတယ်ရှင်6 ปีရှိတော့လောကချမ်းသာလျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်သည်ဘဝကြည်လင်မတီရှင်လူတကာများမှာမပူတော်စာတိတရားဖြစ်ရှိလေသည်တဏှာထူးတွေ့ဒေါက်တာဦးလေးကြီးမွန်မြတ်စီထားပါထေပါရမီဖြစ်ပဲတော်မြတ်မြတ်ရှိလောကချမ်းသာလျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဒီထားပူဇော်သည်လောကချမ်းသာလျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားဗုဒ္ဓပိဋကနေကစားတီပူဇော်ပွဲနှင့်ရေစက်ချဗုဒ္ဓပူဇနီယပူဇော်ပွဲကြီးကို19 ရက် 4 လ 2024 မှ19 ရက် 4 လ 2024 နှစ်အထိမောင်နှမမိသားစုများနှင့်ဘိုးဘွားမိဘဆွေမျိုးများ9 ရက်သားသမီးများ၏လူရန်မှုကုသိုလ်တော်ကိုလူနဲ့မြမတတဝအနန္တတို့အားသာဓုခေါ်စီရန်တရားပွဲများကိုစီကားတိုက်ရိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းအလူတကာဒေါက်တာဦးလေးကြီးနှင့်အလူအမဒေါ်မြမြရှိန်တို့ကိုစားဖိတ်ကြားကကုသိုလ်ပွားများလိုက်ရပါတယ်ရှင်နေတွင်အလျာတရားရှိပေ
25ปี26ปีမြင့်ရှိသောလောကချမ်းသာလျောင်းတော်မူယူပွားတော်မြတ်ကြီးတိတာပူဇော်သည်ဘဝကြည်လင်မတည်ရှင်အလူတကာများမှာမပူတော်စာတိတရားပြည့်ရှိလေသည်တန်ရာတူတွေဒေါက်တာဦးလေးကြီးမွန်မြတ်စီတာလှပထေပါရမီဖြည့်ပဲတော်မြတ်မြတ်ရှိမည်လောကချမ်းသာလျောင်းတော်